တရားစခန်းဘုန်းကြီးကျောင်းရောက်ခဲ့တော့နော်ဒီကျောင်းရဲ့ထူးခြားချက်ကတော့ကပ်ပတ်ကလေးကထိုးပြီးရတယ်ဒီစိတ်ရတယ်20ပေးပြီးတော့နော်လေးစီတော့ဒီဘုန်းကြီးကျောင်းသွားတယ်တော့ကောင်းပါတယ်ညနေပိုင်းသွားရင်ပိုကောင်းတယ်နေ့ခင်းပိုင်းကတော့တော်တော်ပူပါတယ်ဒါကျောင်းပရောအတွင်းမှာပေါ့နော်တော်တော်တရရလောက်ထားတယ်လေဒီကျောင်းကကြတော့သူချင်းမှန်ရတော့ဒီစေဘတ်တပ်ပဲပုံစံမျိုးရတယ်ငွေတွေနဲ့ကြီးပေါ့နော်ဒီအောက်ထပ်ကိုတော့ဒီရွှေရောင်တွေနဲ့ decoration ကိုလာဆင်ထားတယ်ဗျမှန်စီရွှေချဒီဇိုင်းပေါ့နော်အောက်ထပ်မှာဘုရားကို